မောင်ဒါနဲ့မှအိမ်ငှားမယ်ဆိုလို့ရှိရင်တော့အိမ်ဈေးအနည်းဆုံးက4 million စရှိမယ်ပေါ့နော်4 million ဆိုတော့340ပေါ့သူတို့ BNN တောင်340ကနေစပြီးတော့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်တော့မြင့်သွားတာတော့အစားစားတယ်ပေါ့အနည်းဆုံးကအဲ့လောက်စားရှိမယ်ဒါမှတော့ foreigner တွေအတွက်ပေါ့နော်သူတို့ local တွေအတွက်ကတော့ဈေးသက်ရှိရယ် local ရတော့ပိုပြီးဈေးသက်တာတယ်ပေါ့နော်အမတို့ Asian ကဈေးသက်ပြီးလို့ရှိရင်အဖြူတွေပေါ့နော်အဖြူတွေကဈေးသက်အဖြူတွေဆိုဈေးပိုများသွားတယ် Asian တွေဆိုလို့ရှိရင်လည်းများတယ်သူတို့ local တွေတော့များတယ်ပေါ့နော်ဒါပေမဲ့ဈေးအများဆုံးမိတာကတော့ပေါ့နော်အဖြူတွေကပို့ပြီးတော့မိတယ်ပေါ့နော်အဲ့တော့ဒီဒါနဲ့မှဆိုလို့ရှိရင်4 million နဲ့စပြီးတော့ရှာလို့ရတယ်အခန်းကတော့အစားစားပဲလိုခက်တဲ့ဈေးပို့ကြီးလဲဆိုတော့အမတို့ brain box ကြီးပါတာပြီးရင်လေဝင်တစ်ထက်ကောင်းတာလေးအောင်ကောင်းရတာပြီးရင် veranda ပါတာပြီးရင်အခန်းပါတာပေါ့နော်အဲ့ဒါတွေကပို့ပြီးတော့ဈေးကြီးသွားတယ်ပြီး location လေးစကားပြောတာပေါ့နော် location ကောင်းလို့ရှိရင်လည်းပို့ပြီးတော့ဈေးကြီးတယ်ပေါ့နော်ပြီးတော့အိမ်ငှားမယ်ဆိုလို့ရှိရင်တစ်လားကနေစပြီးတော့ချုပ်လို့ရတယ်ပေါ့ဒါပေမဲ့တစ်လားစပြီးတော့စာချုပ်ချုပ်မယ်ဆိုလို့ရှိရင်တော့အမတို့တစ်လားဆိုတာနည်းတဲ့အတွက်ပေါ့နော်အမတို့10%ပို့ပြီးတော့ပေးရတယ်ဒီ3လလောက်ချုပ်ပဲဆိုလို့ရှိရင်တော့အမတို့10%မပေးရဘူးပေါ့ဥပမာကိုငားမဲ့အခန်းက5 million ဆိုလို့ရှိရင်3လငားရင်5 million ပေါ့နော်ဒါပေမဲ့တစ်လားပဲငားမယ်ဆိုလို့ရှိရင်10%ပေးရတယ်ဆိုတော့5.5 million ပေးရတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်